Hello ဒီနေ့လေ့လာမယ့်သင်ခန်းစာလေးကတော့စာမျက်နှာ7မှာရှိတဲ့ prediction of molecular shape VSEPR model ဆိုတာလေးကိုလေ့လာမှာဖြစ်ပါတယ်ဒီ textbook ထဲမှာ VSEPR ဆိုတာဘာကိုပြောတာလဲလို့ပြောရင် valence shell electron pair repulsion လို့ပြောပါတယ် valence shell electron pair repulsion ဆိုတာဘာကိုဆိုလိုတာလဲလို့ပြောရင်တို့က compound တွေဖြစ်ဖို့ရာအတွက်ဒီဘက်မှာရှိတဲ့ atom တစ်လုံးရဲ့ electron နဲ့ဒီဘက်မှာရှိတဲ့ atom တစ်လုံးရဲ့ electron electrostatic force အရာ attraction လုပ်ကြတယ်အဲ့လိုလုပ်တဲ့အခါမှာဘုံတွေဖြစ်လာမယ်ဘုံတွေဖြစ်တာလည်းရှိသလိုသူ့မှာဘုံမဖြစ်ဖဲနဲ့ share မလုပ်ဖဲနဲ့ဘုံမဖြစ်ဖဲနဲ့ electron ပဲလေးအတိုင်းအစုံလိုက်ကျန်းနေတာလည်းရှိတတ်တယ်အဓိကကတော့အဲ့ဒီ electron ပဲအစုံလိုက်ကလေးရrepulsion တွန်းအားတွေကြောင့်မို့လို့ shape တွေပုံစံမျိုးစုံဖြစ်လာတာကိုတွေ့နိုင်ပါမယ်ဆက်ပြီးတော့ကြည့်မယ်စာမျက်နှာ14 table 1.1 မှာအဲ့ဟာလေးကိုရှင်းကြည့်အောင် type number 1 type A type တစ်ခုပေါ့နော် number 1 type က AX2 တဲ့သူထဲမှာရှိတဲ့ AX2 ကိုတို့ကစဉ်းစားမယ်ဒါလေးက A X2 လို့ပြောတော့ဒီဘက်မှာတစ်ခုဒီဘက်မှာတစ်ခုဟုတ်ပြီဒါဟာ AX2 type ဖြစ်ပါတယ်သူ့ကိုလုံးပေရာ electron မရှိပါဘူးသူဘုံဖြစ်နေတာနှစ်ခုရှိပါတယ်အဲ့တော့2.0လို့ပြောလို့ရတာပေါ့ဟုတ်တယ်နော်2.0လို့ပြောထားပါတယ်လုံးပေရာမရှိပါဘုံဖြစ်နေတာနှစ်ခုပါနောက်တစ်ခုက geometry of electron pair geometry of electron pair ဆိုတာဘာကိုပြောတာလဲဆိုသူ့ရဲ့ပတ်လည်မှာရှိသမျှ electron တွေနဲ့ဘုံဖြစ်နေတာရောဘုံမဖြစ်တာရော electron တွေကူသမျှလိုက်ကြည့်လိုက်လို့ရှင်ဒီဘက်မှာ electron နှစ်ခု sharing လုပ်ထားတဲ့ကောင်တစ်ခုရှိတယ် electron နှစ်ခု sharing လုပ်ထားတဲ့ကောင်ရှိတယ်သူ့ရဲ့တစ်လျှောက်လုံးကိုကြည့်လိုက်ရင် linear ရှိပါတယ်ဒါဟာ molecular shape လို့ပြောရင် linear molecular shape ဆိုတာဘာလို့ပြောရအောင်ဆိုဘုံဖြစ်နေတဲ့အကောင်ကိုပဲပြောတာပါအဲ့တော့ဒီထဲမှာနှစ်ခုရှိပါတယ် geometry of electron pair လဲ linear ပါပဲ molecular shape လဲ linear ပါပဲဘုံအန်ဂယ်ကိုပြောပါမယ်ဒီကနေဒီထိတစ်လျှောက်လုံး180 degree ရှိပါတယ် example လေးတွေပါတယ်ပေါ့နော်အဲ့ဒါနောက်တစ်ပုဒ်နဲ့တင်ပြပေးပါမယ် number 1 ပြီးပြီ number 2ကဘာတုံးလို့ပြောရင် AX3 type AX3 type လို့ပြောတဲ့အတွက်ကြောင့်3ခုပါပါမယ်ကဲ3ခုထည့်လိုက်မယ်ဒီ3ခုကိုဒီလိုထည့်လိုက်ရင်ခေါင်းစဉ်ကြီးကိုက valence shell electron pair လို့ပြောထားတာကို valence shell electron pair လို့ပြောတဲ့အတွက်ကြောင့် valence shell electron pair လို့ပြောတဲ့ကြောင့်သူ့မှာရှိတဲ့ electron လေးတွေဟာတစ်ခုနဲ့တစ်ခုနဲ့တွန်းမယ်ဒါဆိုရင်ဒီနေရာဒီတွန်းတာဒီနေရာမှာအကျယ်ကြီးပဲဒီဘက်ကျတော့ကျဉ်ကျဉ်လေးဒီဘက်ကျတော့နည်းနည်းကျယ်သွားပြီအဲ့လိုမဖြစ်ရဘူးအားလုံးဟာတန်းတူညီမျှတွန်းရမယ်အဲ့တော့တို့ကဘာလေးနဲ့စမလို့ဆိုစဉ်းစားရလွယ်အောင်လို့ wine ပုံစံလေးဆွဲလိုက် wine ပုံစံလေးပါ wine ပုံစံလေးပါဘယ်လောက်ရှိတော့လို့ပြောရင်ဘုံအန်ကယ်က120ရှိပါတယ်120ရှိပါတယ်ဘုံအန်ကယ်120ရှိပါတယ်ဒါဆိုရင်သူ့ကိုဆက်ပြောမယ်သူ့မှာဘာမရှိဘူးတော့ဆို electron pair မရှိဘူးလုံးပဲတော့ electron သူ့မှာမရှိဘူးသူ့ဖြစ်နေတဲ့ဘုံဘယ်နှခုရှိတော့ဆိုတော့3ခုရှိပါတယ်electron မရှိပါ electron pair မရှိပါဘုံ3ခုရှိပါတယ်သူ့ရဲ့ geometry of electron pair ကိုကြည့်ပါမယ် electron လို့ပြောတဲ့အတွက်ကြောင့်သူတို့နှစ်ကောင် sharing လုပ်တဲ့ electron ရဲ့သူတို့နှစ်ကောင် sharing လုပ်တဲ့ electron ရဲ့သူတို့နှစ်ကောင် sharing လုပ်တဲ့ electron ရဲ့3နေရာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီ3နေရာကသူ့ကိုနာမည်လေးပေးပါတော့မယ်သူ့ကို plane ပြင်းကြီးတစ်ခုပေါ်မှာတင်ကြည့်လိုက်ပါတင်လို့ရပါတယ်အဲ့လိုဆို plane ပေါ်မှာတင်ကြည့်လို့ရတဲ့အတွက်ကြောင့်သူက planar လို့ခေါ်မယ်ဟုတ်ပြီဒီမှာ3ခုရှိတဲ့အတွက်ကြောင့်မလို့ trigonal planar လို့သူ့ကိုခေါ်ပါမယ်ရမယ်နောက် type တစ်မျိုးဒီ AX3 type မှာပဲတစ်ခုကိုဖြုတ်လိုက်မယ်လုံးပေရာလေးတစ်စုံတက်လိုက်မယ်အဲ့တော့ဘာဖြစ်သွားရတော့ဆိုတော့ AX2 E ဆိုတာ electron ကိုပြောတာ electron pair ကိုပြောတာ AX2E type ဖြစ်သွားပါပြီ
အဲ့တော့ဒီနေရာမှာစဉ်းစားကြည့်ရအောင် AH2E type ဆိုတော့သူ့ရဲ့ electron geometry of electron pair ကိုစဉ်းစားမယ် electron လို့ပြောရတဲ့အတွက်ကြောင့်ရှိသမျှ electron တွေအကုန်ခေါ်မှာ electron 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 ဒါကြောင့်မို့လို့သူ့ရဲ့ geometry of electron pair ကို trigonal planar လို့ပဲသုံးပါမယ်အကယ်၍မြန် molecular shape လို့မေးခဲ့မယ်ဆိုရင် electron ထည့်စဉ်းစားစရာမလိုဘူးဘွန်းလေးကြည့်ပဲစဉ်းစားပါမယ်ဒီဘွန်းလေးဒီ electron ကနေပြီးတော့တွန်းတဲ့အတွက်ကြောင့်သူဒီကျင့်တော့ကျင့်သွားမယ်ငကိုရှိတဲ့120ထည့်တော့ကျင့်သွားမယ်အဲ့တော့ဒီ electron မပါတော့ဘွန်းဖြစ်နေတာပဲပါတယ် V ပုံသဏ္ဍာန်လေးရှိတဲ့အတွက်ကြောင့် V shape လို့ခေါ်မယ်ကိုယ်သွားတဲ့အတွက်ကြောင့် band လို့ပြောမယ်ဘွန်းအန်ဂယ်ပြောမယ် electron ရဲ့တွန်းခြင်းကိုခံရတဲ့အတွက်ကြောင့်မလို့ original တုန်းကတော့120ရှိတယ်120အောက်ငယ်သွားမှာပေါ့ example လေးရှိပါတယ်ဆွဲပြီးတော့စဉ်းစားကြည့်ပါဦးအဲ့ဒါ A ရဲ့ပတ်လည်မှာ3ခုရှိမယ် electron domain 3ခုရှိမယ်ဆိုဒီလိုပုံစံလေးပေါ့အကယ်၍မြန်4ခု electron domain 4ခုရှိမယ်ဆိုပါစို့တစ်ခုနှစ်ခု3ခု4ခု4ခုရှိတယ်ဆိုကြပါစို့အဲ့လို4ခုရှိတယ်ဆိုရင်ဒီလိုမျိုးလေးဆွဲလိုက်ရင်ဒါဒီဘာနဲ့တူအောင်လို့ပြောရင် Lewis structure ဆွဲတာနဲ့တူတဲ့တို့ရဲ့စာထဲမှာက VSEPR theory နဲ့သွားမှာ electron လေးတွေရဲ့တွန်းတာဖြစ်တဲ့အတွက်ကြောင့်သူတို့ဒီလိုပုံစံလေးဖြစ်သွားပါလိမ့်မယ်ဒီလိုပုံစံလေးအပေါ်ကတလုံးပေါင်း၄ခုဖြစ်သွားပါလိမ့်မယ်ဒီလိုပုံစံလေးဖြစ်သွားပါလိမ့်မယ်အဲ့ဒီခါမှာကြည့်မယ်ဒီလိုပုံလေးပေါ့နော်အဲ့ဒီခါမှာပြောကြည့်မယ်သူ့မှာဘွန်းဖြစ်နေတာဒီအနောက်တို့ရဲ့အနောက်မှာမြင်ရရနော်ဝေးနှစ်ပန်းရောင်လေးဘွန်းဖြစ်နေတာကသူ့မှာဘွန်းဖြစ်နေတာကတစ်ခုနှစ်ခုသုံးခုလေးခု electron pair လုံးဝမပါဘူးဒါကြောင့် 4,0 ဖြစ်မယ်သူ့ကို electron pair geometry of electron pair လို့ခေါ်မယ်၄ခုရှိတဲ့အတွက်ကြောင့်သူ့ကို tetrahedral ၄ခုရှိတဲ့အတွက်ကြောင့်မလို့ tetrahedral လို့ခေါ်ပါတယ်အဲ့ဒီမှာဘွန်းအဘွန်းတွေကိုကြည့်ပြီးတော့ခေါ်တာက molecular shape ကိုပြောပါမယ်သူလည်း tetrahedral ပါပဲရမယ်ဘွန်းအန်ဂယ်ဘယ်လောက်ရှိတုံးလို့မေးရင်109.5ရှိတယ်109.5 degree ရှိတယ်ဒီ A တစ်ခုကို၄ခုဝိုင်းရန်ထားတဲ့ထဲကမှဘွန်းဖြစ်နေတဲ့တစ်ခုကိုဖြုတ်လိုက်ပြီးလုံးပဲတစ်စုံတက်လိုက်ပြီးဒီလုံးပဲတစ်စုံရဲ့တွန်းခြင်းကိုခံရတဲ့အတွက်ကြောင့်ဟဲ့ဒီတောင်လေးတွေကကျင်းလာလိမ့်မယ်ဘယ်လောက်ထဲတော့ကျင်းလာတော့ဆိုတော့109.5 degree ထဲတော့ကျင်းလာမှာသိကြတယ်လုံးပဲကတစ်စုံရှိတဲ့အတွက်ကြောင့်မလို့နီးနီးဆက်ဆက်ပြောရအောင်109ဆိုတော့107.5လောက်တော့ရှိမယ်နဲ့တူတယ်အဲ့လောက်ဖြစ်လိမ့်မယ်ဒါပေမဲ့စာအုပ်ထဲမှာရေးထားတော့ less than 109.5လို့ပဲရေးတာပါရှိလိမ့်မယ်အဲ့တော့သူ့ကို electron geometry ကိုပြောမယ် geometry of electron pair ကိုပြောမယ် electron of လို့ပြောတဲ့အတွက်ကြောင့်ရှိသမျှ electron အကုန်ခေါ်မယ် sharing လုပ်ထားတဲ့ electron sharing လုပ်ထားတဲ့ electron sharing လုပ်ထားတဲ့ electron အကုန်ခေါ်မယ်၃ခုအပေါ်မှာလည်း electron pair တစ်စုံပါတယ်ဒါကြောင့်မလို့ tetrahedral ပါပဲသို့တော့ molecular shape ကိုပြောမယ် molecular shape ဆိုတာဘာကိုပြောရတော့ဘွန်းဖြစ်နေတဲ့အကောင်တွေကိုပဲခေါ်တာတို့ကောင်လေးကိုကြည့်လိုက်ဘွန်းဖြစ်နေတဲ့အကောင်၃ခုရှိတယ်အဲ့ဒီ၃ခုကို plane ပေါ်မှာချကြည့်လိုက်တယ် plane ပေါ်မှာချကြည့်လိုက်မယ် plane ပေါ်မှာအပြားလိုက်လေးဖြစ်နေလားမဖြစ်ဘူးကြည့်ရတာ pyramid ပုံလေးလိုပဲထောင်လေးတွေ့ပါလိမ့်မယ်အဲ့ဒီ pyramid အောက်မှာ၃ခုရှိတဲ့အတွက်ကြောင့်မို့လို့ trigonal pyramidal လို့ခေါ်ပါတယ်ဒါက AH3E တိုက်ဖြစ်ပါတယ်နောက်တစ်ခါလုံးပဲကနှစ်စုံထည့်မယ်ကြိုက်တဲ့ကောင်ဖြုတ်တို့ကတော့နောက်ကကောင်ထုတ်လိုက်လုံးပဲကနှစ်စုံ
လုံးပေရနှစ်စုံလို့ပြောတဲ့အတွက်ကြောင့်ဒီအပေါ်မှာလုံးပေရလေးနှစ်စုံဖြစ်သွားပြီအဲ့တော့သူ့ရဲ့ဘွန်းအန်ကယ်က109.5ထက်တော်တော်ကြီးငယ်သွားမှာပေါ့အပေါ်မှာရှိတဲ့လုံးပေရ electron နှလုံးရဲ့တွန်းခြင်းကိုခံရမှာဟုတ်အဲ့တော့သူ့ကိုနာမည်ပေး shape ကိုပြောကြည့်မယ် geometry of electron pair လို့ပြောမယ် electron တွေရှိသမျှခေါ်မယ်1 2 3 4ဒါကြောင့် tetrahedral ဖြစ်ပါတယ် molecular shape လို့ပြောမယ် molecular shape လို့ပြောတဲ့အခါမှာဒီဘက်ကတစ်ခုဒီဘက်ကတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ခုပဲရှိတဲ့အတွက်ကြောင့်မို့လို့သူဒီဘာပုံစံလေးဖြစ်သွားလို့ V ပုံစံလေးဖြစ်သွားပြီဒါကြောင့်မို့လို့ V shape လို့ပြောခြင်းပြောမယ် band လို့ပြောခြင်းပြောပါမယ်ဒါဆိုဘုံဖြစ်နေတာနှစ်ခုလုံးပေးရကနှစ်စုံ textbook ထဲမှာသူ့ကိုဘာ type လို့ခေါ်တော့ဆို A H2 E2 E2 type ဖြစ်ပါတယ်သူ့ရဲ့ example လေး H2O လို့ပါပါတယ်ဆွဲကြည့်ပေးပါဦးနောက်ထပ်လေ့လာခြင်းသေးတယ်ဆိုရင်ဒါ၄ခုထိပဲရှိသေးရပေါ့နော်ဥပမာ5ခုထိ6ခုထိသိကျင်နေဆိုလဲဆက်ပြီးတော့လေ့လာဖို့ရအတွက်ဆက်ပြီးတော့တင်ဖို့ဆန္ဒရှိပါတယ်ဒီနေ့ဒီလောက်နဲ့နားလည်မယ်လို့ထင်ပါတယ်ကျေးဇူးပါ